မင်္ဂလာပါလျှက်စစ်ပစ္စည်း electronic နဲ့ပတ်သက်တဲ့ပစ္စည်းလိုချင်တဲ့ဆိုရင်နီးစကန်တစ်ဝိုက်မှာ Sulet Store ရှိတယ်ယုံကြည်စိတ်ချမှုနဲ့အများနဲ့အောင်မြင်နေတဲ့ Sulet Store ကြွားမြန်းခဲ့ပါမင်္ဂလာပါပန်းကဘာမြေ channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဖြင့်အနီးစခန်းကညီလေးပေါ့နော်စိုးမင်းခန့်သူ့ရဲ့ကွင်းထဲမှာအစင်စင်လေးလာမောင်းနှင်ပြီးတော့အခုမြို့ချောင်လမ်းမကြီးပေါ်စတင်ပြီးတော့လေ့ကျင့်မောင်းနှင်ပြီးဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့အခြေခံနည်းစနစ်ကြတင်ပြတင်ကြားပေးမှုကြောင့်ဒါသူ့ရဲ့လက်တွေ့အကောင့်ထဲပေါ်မောင်းနှင်နေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်က manual ကားကိုသာခက်ခဲသောကြောင့်အဓိကကြတဲ့ manual ကိုသာတင်ကြားပြီးမှကျွန်တော်ကား auto ရော manual ရောနှစ်မျိုးလုံးမောင်းနိုင်တဲ့အဆင့်ထိကျွန်တော်ကတင်ပြမျှဝေသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ကားမောင်းတင်ခြင်းတော့၎င်းလိုင်စင်များကားမောင်းလိုင်စင်များကားလိုင်စင်များတက်တန်းတိုးခြင်းနယ်ဝင်ခြင်းအမည်ပြောင်းခြင်းရင်မောင်းနေခွင့်လိုင်စင်များပြုလုပ်ပေးခြင်းဖြစ်လို့ပါကကျွန်တော်ရှိကိုဆက်သွယ်လိုက်ပါခင်ဗျကျွန်တော်ကို online ကနေဆက်သွယ်မဲ့အစားကျွန်တော်ကိုဖုန်းဆက်ပါခင်ဗျအပြင်မှာတွေ့ဆုံပါခင်ဗျယုံကြည်မှုအတွက်ကျွန်တော်တွေ့ဆုံခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဆက်သွယ်မဲ့ဆိုရင်တော့ဖုန်းနံပါတ်လေးကတော့3999268989နောက်တစ်လုံးက399683064612တို့ဆက်သွယ်လိုက်ပါခင်ဗျဟုတ်ကဲ့ကျွန်တော်ကဒီမျိုးဆောင်လမ်းမပေါ်မောင်းနေမှုအဆင့်ပြီးသွားရင်ကွင်းထဲမှာကားပါကင်လေးကိုရှေ့တိုးနောက်ဆုတ်ဘယ်နောက်ဆုတ်ဝင်ညာနောက်ဆုတ်ဝင်နဲ့ကျွန်တော်အဆင့်ဆင့်ပြန်လဲပြီးတော့သင်ပေးဦးမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ဆင့်ပြီးမှပြန်ပြီးတော့နောက်တစ်ရက်မှာပေါ့နော်ကျွန်တော်တို့ကမြိုင်ကြီးအတက်အဆင့်တောင်စင်းတောင်တက်တွေကိုကျွန်တော်မောင်းနှင်ပြီးတော့လူရှုပ်တဲ့လမ်းကြားလေးတွေလည်းဖြင်းချင်းစွာမောင်းနှင်ပြီးတော့မောင်းရဲအောင်လို့ကျွန်တော်လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အခြားသူများနဲ့တဆင့်ဆက်သွယ်မဲ့အခါကျွန်တော်ကိုဖုန်းဆက်ပြီးတော့ကိုယ်တိုင်တွေ့ဆုံဆွေးနွေးနိုင်ပါတယ်ခင်ဗျဟုတ်ညီလေးစိုးမင်းခန့်ရဲ့အခုမောင်းနေမှုရဲ့နေလမ်းကြောလေးတွေကိုလည်းပရိသတ်ကြီးရဲ့မျက်မြင်တွေ့ရှိပြီးမှဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးနေတဲ့ဒီကိုမောင်နှမများကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ပန်းကဘာမြေ channel လေးကို like subscribe မပေးရသေးဘူးဆိုလည်း like subscribe ပေးကြပါအောင်လို့တောင်းဆိုပါတယ်ခင်ဗျမြို့ဆောင်လမ်းကိုသူကအသွားအပြန်မောင်းနှင်ပြီးတော့လေ့ကျင့်နေတာဖြစ်ပါတယ်ကျွန်တော်ရှိရသင်တန်းကာလပြီးဆုံးပြီဆိုရင်လည်းသင်တန်းပြီးဆုံးပြီးတဲ့နောက်ပိုင်းမှာမိမိတို့ရဲ့ကိုယ်ပိုင်ကားလေးနဲ့တော့၎င်းအထိုင်ကြနေစနစ်ကြမောင်းနှင်ခြင်းနဲ့ဆိုလဲကျွန်တော်ပြန်လဲလေ့ကျင့်ပေးပါတယ်ခင်ဗျဟုတ်ကဲ့ပထမတစ်ရက်ကွင်းထဲမှာကျွန်တော်လက်ကင်နိုင်အောင်စီရနိုင်အောင်လို့ကျွန်တော်ဂီယာအထိုးအပြုလေးနဲ့လေ့ကျင့်သင်ကြားပေးပြီးဒုတိယရက်မှာလည်းကျွန်တော်ကွင်းထဲမှာဂီယာအဆင့်ဆင့်ထိုးပြီးတော့နည်းနည်းလမ်းလျှောက်တဲ့နေရာလေးမောင်းနှင်ပြီးတော့အခုတတိယရက်မှာကျွန်တော်မြို့ဆောင်လမ်းမကြီးကိုစမ်းသက်မောင်းနှင်လေ့ကျင့်ပေးနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီညီငယ်လေးရဲ့မောင်းနှင်မှုကလည်းသူ့ရဲ့စိတ်ပါဝင်စားမှုရှိနေတာကြောင့်အခုလိုအဆင်ပြေမောင်းနှင်နေတာဖြစ်ပါတယ်ခင်ဗျအဲ့လိုမောင်းနေပြီးတော့ဒါအခုကွင်းထဲကိုပြန်ရောက်တဲ့အခါသူ့ကိုကားပါကင်လေးတွေဒါတင်ကြားပေးနေတာဖြစ်ပါတယ်ကျွန်တော်မွေကောက်လေးတွေကျွန်တော်တို့မောင်းပြီးတော့အခုလည်းကားဘက်ဆုပ်တာတွေတင်ကြားပေးနေတာဖြစ်ပါတယ်ကဲအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာကဲရေမောင်းကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ